ခုကျွန်တော်တို့ပြန်ပါပြီပြန်လဲပြန်မှန်းတော့ပါပြီ MAI AN504 နဲ့ပြန်ပါပါပြန်မှာဒီဘက်က check in ကပို့ပြီးတော့ smooth ဖြစ်တယ်အခုဆိုရင်ဒါ2နာရီလောက်ပဲကြာတော့တယ် departure time ကတ်နေပြီဆိုတော့အဲ့ဒါတော့ဒီမှာတိတ် flight ကတကယ်တော့ full လုပ်တယ်ဒါပေမဲ့သူတို့လောက်တာရမ်းမြန်တဲ့ခါကျတော့တော်တော်ကြီးကို convenient ဖြစ်ပါတယ် Thank you so much for your kind help too Okayဒီမှာအကြံပေးတာကဝင်နာနဲ့ဒီမလေးရှား KLIA airport မှာသူက MAI လန်လေးနဲ့ဘယ်လောက်မှရှိတယ် gate number 8မှာရှိတယ်ဝင်လာတဲ့တောက်လျှောက်အဆုံးထိပဲဒါပေမဲ့လည်း flight တချို့ flight အချိန်တွေကတ်နေရဆိုလို့ရှိရင်တော့မဝင်ခင်မှာအရင်ဆုံးဒီလို board လေးရှိပါတယ်အဲ့ board လေးကိုအရင်ဆုံး check လုပ်ပါ departure time ဘယ်ချိန်ဘယ် gate မှာဆိုတဲ့ဟာလေးကို update လုပ်ပါအခုဆိုရင်ကျွန်တော်တို့ကအစွန်ဆုံးသွားပြီးမဲ့ဒီမှာ gate က A မှာရောက်နေတာလေးရှိတယ်အဲ့ဒီအစွန်ဆုံးက flight ကတစ် flight တတ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့ကြံပေးကြပါတယ်ခင်ဗျာgate မှာ check in counter မှာတို့တော့ check in ဝင်တာဘယ်လောက်ပဲကြာလဲဆိုတော့3မိနစ်ခွဲလောက်ပဲကြာတယ် very fast let's go ခုလောဆယ်ရင်းချိုင်နေတဲ့ရေမှုထဲမှာ YSL ရဲ့liberal berry crush အဲ့ဒါလေးကိုရင်းချိုင်နေတယ်စိတ်ကူလာတယ်But the main side, okay. Jesse ba, baba sama. Jauh tu je. Jauh tu je. Jauh MAI မှာအသက်ရှူတိုင်းလှပြီအရင် professional ကြားရညီမလေးရဲ့ flight ကန်ကောင်းပြီးစီးခွင့်ရပါပြီကျေးဇူးပါသူကအသက်ရှူတိုင်းကိုလှနေတာအမြဲတမ်းပြုံးနေတဲ့ညီမလေးကျေးဇူးပါဆရာမအဆင်ပြေတာပါစားလာတယ်ကျုပ်တမင်းကျော် family အစိုးရကောင်ပတ်သွားအပစုံကောင်ပြန်ပြီအချမ်းပြန်ပြီရတာပြီစားပစုံတကောင်ယူရတယ်ဒီကောင်ပြန်ပြီပစုံတော့ပြန်ပြီ